တွေရဲ့ပတ်စံပြတ်ရောင်းဝယ်ရသွားလေအမငယ်နေမိုးပေါ်တစ်ချက်ရှိုးကကြည့်အောင်ကွယ်ကောင်းကင်ထက်မိုင်းညိုတဲ့အနက်ရောင်သိမ်းများကတခွန်ပြောတယ်ထမင်းနဲ့တော့မယ်အလုပ်တွေရဲ့ပတ်စံပြတ်ရောင်းဝယ်ရသွားလေအမငယ်နေမိုးပေါ်တစ်ချက်ရှိုးကကြည့်အောင်ကွယ်ကောင်းကင်ထက်မိုင်းညိုတဲ့အနက်ရောင်သိမ်းများကအားပေးတယ်တောင်းစားတော့ကွယ်ထမင်းကတော့မယ်လောကကြီးရဲ့အလုံးတွေပိတ်စေရပိတ်ပိတ်မဲ့ပါစပ်ပေါက်ကပိတ်လို့မရဘူးထမင်းကတော့မယ်လောကကြီးရဲ့နောက်နေရလောက်ဆက်ရွာရင်ကျုံဝါကတောင်းစားဖြစ်တော့မယ်တကယ်လောက်တွေရပတ်စံပြတ်ရောင်းဝယ်ရသွားလေအမငယ်နေမိုးပေါ်တစ်ချက်ရှိုးကကြည့်အောင်ကွယ်ကောင်းကင်ထက်မိုင်းညိုတဲ့အနက်ရောင်သိမ်းများကအားပေးတယ်ထမင်းနဲ့တော့မယ်အန်ဂျီနောင်ဂျီလို့ခေါ်ပါတယ်ထမင်းတကယ်ငတ်တော့မှာပါကျေးဇူးတင်ပါတယ်လောကကြီး